မင်္ဂလာပါခင်ဗျာကိုလူစစ်စေးရေးခိတ်တွင်ပသိမ်ရတဲ့မိသားစုဝင်တို့လောက်ဝကအမကြောင့်မှတ်ပုံနဲ့တက်လွဲနေမှုရှိနေ၍ငွေကျပ်9000တောင်းယူခံရရေရီတိုင်းပသိမ်မြို့အဝင်ကိုစုစစ်စေးရေးခိတ်တွင်လောက်ဝကဝန်ထမ်းများ၏ရေးသွင်းမှုအမှားကြောင့်မှတ်ပုံတင်ပါမွေးတက်ကလေးနှင့်အသက်လွဲမနေသည်ကိုအကြောင်းပြု၍ရေးထဲမှစစ်သား၏သားသမီးတို့ထံမှစစ်ကောင်စီတပ်နေရဲများကငွေကျပ်9000တောင်းယူခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာဇူလိုင်လ19ရက်ရန်ကုန်မှညနေ9:00နာရီခွဲအချိန်ပသိမ်သို့ထွက်ခွာလာသည့်ခီးတဲ့တင်ရင်သည်ည9:00နာရီခွဲအချိန်ခန့်တွင်ကိုစုဂိတ်သို့ရောက်ရှိစစ်ဆေးခံခဲ့ရပါတယ်။ထို့သောစစ်ဆေးစဉ်14မြင်းဆောင်ပတနာ၌မှတ်ပုံတင်ကိုင်ဆောင်ထားသည့်အသက်29နှစ်အရွယ်အမျိုးသားတို့၏မှတ်ပုံတင်တွင်လောက်ဝကမှမွေးတက်ကလေးမှားရင်ရွေးသွင်းထားမှုကြောင့်အသက်39နှစ်ကိုဖြစ်နေသည်ဟုစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါမှတ်ပုံနှင့်နောက်ကျောတွင်အသက်30ပြည့်လျင်လဲလှယ်ရမည်ဟုရေးသားထားသဖြင့်စစ်ဆေးရေးဂိတ်ရှိဝန်ထမ်းများကမှတ်ပုံတင်ပါမွေးတက်ကလေးအရအသက်10နှစ်ကြီးနေကြောင်းလဲလှယ်ရမည်အသက်30တဲ့9နှစ်ကျော်လွန်နေပြီဟုအကြောင်းပြကခီးတဲ့အားကားပေါ်မှာအိပ်ပါဆွဲချ၍ဖမ်းဆီးထိန်းသိမ်းရန်ပြုလုပ်ခဲ့ပါတယ်။ခိတ်မှာစစ်ဆေးတဲ့စစ်သားနဲ့ရဲတွေကမူးယူနေကြတာခိတ်မှာကလတ်တရန် KTV တွားရန်အရက်ဖို့လိုနေတော့အကြောင်းပြချက်မျိုးစုံနဲ့ငွေတောင်းလေးရှိတယ်။အဲဒီနေ့ကလည်းအိပ်ပါဆွဲချပြီးအောက်ဆင်းခိုင်းတော့ကားသမားတွေဝင်ညှိပေးတော့ငွေကျပ်9000ပေးလိုက်ရမှာခရီးဆက်ခွင့်ရခဲ့တာ။ဒါတော့သူ့အဖေကပသိမ်ရေတက်ကတက်မိသားစုချင်းချင်းတောင်မယုံကြည်ရတော့ဘူး၎င်းနဲ့နှီးဆက်သူထံမှသိရပါတယ်။အဆိုပါကိုစုစစ်စေးရေးဂိတ်တွင်စစ်တပ်ရဲအဖွဲ့မှစစ်စေးရေးအမိခံကခီးသွွားပြည်သူများနဲ့မော်တော်ယာဉ်များထံမှအကြောင်းမျိုးမျိုးပြရင်ငွေချေးအရမတောင်းခံမှုများပုံမှန်ပြုလုပ်လျက်ရှိကြောင်းလည်းဒေသခံများနဲ့ခီးသွွားများထံမှသိရပါတယ်ခင်ဗျာ။ရေရီတိုင်းမှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းတူတပ်ဖွဲ့ပသိမ်မှာအချိန်နဲ့တပြေးညီဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။